ဘောလုံးတစ်လုံးကိုအားလုံးစုပြုံလိုက်တိုးပြီးတော့ကစားရဲဆိုတာကကလေးဘွားတုန်းကပဲပြောစရာကောင်းပါတယ်ဒီဘက်ခေတ်မှာဘောလုံးဆိုတာလူတိုင်းသိတဲ့အားကစားနည်းဖြစ်ပေမဲ့ပွဲတစ်ပွဲရဲ့အနိုင်ရှုံးဖြစ်တဲ့ကစားကွက်တွေနီးပြူအားတွေကိုတော့လူတိုင်းနားမလည်ကြပါဘူးအရင်ဆုံးသိထားတဲ့နာကကွင်းကြီးမှာရောဖူဆယ်မှာရော formation လို့ခေါ်တဲ့ကစားကွက်နဲ့ formula ဆိုတဲ့ဒီကစားတဲ့ပုံပေါ့နော်ပြောရင် tactics လို့ခေါ်တဲ့နီးပြူအားတွေကိုကွဲပြားနားလည်ဖို့လိုပါတယ်ပထမတစ်ခုအနေနဲ့ကစားကွက်ဆိုတာဘာလို့လိုအပ်တာလဲတစ်ဖက်အသင်းနဲ့တွေ့တဲ့အခါမှာကိုယ့်အသင်းကခံစစ်ဦးစားပေးလားတိုက်စစ်ဦးစားပေးလားဒါအောင်မူတည်ပြီးတော့ကစားကွက်ကိုအမျိုးမျိုးအသုံးပြုကြတယ်ဒီအထိကဒါလူနေရာချထားမှုအပိုင်းပဲပါသေးတယ်ပေါ့နော်ဒါကို formation လို့ခေါ်ပါတယ်ကစားသမား site ကနေကြည့်မယ်ဆိုရင်လေကိုကစားမဲ့နေရာကိုရှင်းရှင်းလင်းလင်းပို့သိသွားမယ်ဥပမာနောက်တန်းလားအလယ်တန်းလားဒီလိုမျိုးပေါ့ဒါကအပိုလုပ်ပြီးတော့ပြောနေလို့ထင်ကောင်းထင်လိမ့်မယ်တချို့ကကစားကွက်နဲ့ကစားမယ်လို့ပြောတာပွဲတဲ့ကြရင်အပြေးရင်တဲ့နေရာကြီးရှောက်ပြေးနေပြီးတော့နေကျင်တဲ့နေရာမှာနေနေတဲ့သူတွေလည်းအများကြီးတွေ့ဘူးတယ်ကိုကစားနေတဲ့နေရာရဲ့ဇုံတွေသတ်မှတ်ထားတယ်ဒီနေရာမှာကစားတယ်ဆိုရင်ဒီလောက်တစ်လောက်ပဲပြေးတင်နေဆိုတာမျိုးတော့ကစားသမားကနားလည်နေဖို့လိုအပ်ပါတယ်ဒါဆိုဒီ formation ကိုနားမလည်ဘူးမသိဘူးဆိုရင်ဘာဖြစ်မလဲဆိုတော့ကွင်းထဲမှာဘောလုံးရတဲ့အခါဘု ပေးလို့ပေးရမှန်းမသိပြီးတော့ဘယ်နေရာပြေးလို့ရမှန်းမသိဒီလိုမျိုးတွေဖြစ်တတ်ပါတယ်ဒုတိယတစ်ခုကတော့ formula လို့ခေါ်တဲ့ဒီကစားပုံတွေအကြောင်းပြပြချင်တာဖြစ်ပါတယ်ဒါကပိုခက်တဲ့အပိုင်းပေါ့နော်များသောအားဖြင့်ကစားပုံတွေကိုလေ့ကျင့်နေ training အများကြီးလုပ်ကြတယ်ဆိုတာက professional အသင်းတွေဒါမှမဟုတ်လေ semi pro အသင်းတွေမှာပဲတွေ့ရလိမ့်ရှိပါတယ်အဓိကကတော့တစ်ဖက်အသင်းကိုဂိုးရဖို့အတွက်အချက်ရည်နည်းနည်းနဲ့ထိရောက်တဲ့တိုက်စစ်ဆင်နာမျိုးတွေပေါ့ဒါကြောင့်မလို့အသင်းတွေမှာ train လုပ်ကြတဲ့ခါမှာလည်းများသောအားဖြင့်တစ်ချက်ထိနှစ်ချက်ထိ opening game တွေအများသောအားဖြင့်စော့ကြတယ်မြင်အောင်ပြောရရင်ဒီ video ထဲမှာဆိုရင်လည်းပွဲစပြီဆိုတာနဲ့လူပေးတယ်နေရာယူတယ်ပြေးတဲ့သူကပြေးတယ်ဒီလိုမျိုးအချိန်လေးမှာပဲအချက်ရည်နည်းနည်းနဲ့ဂိုးလည်းမြန်ရသွားတယ်ဒါက formula ဖြစ်ပါတယ်အခုလို formula ဂိုးတွေကဖူးဆဲမှာဆိုရင်ပိုလို့တောင်တွေ့ရပါသေးတယ်ဒါဆိုအခုကြည့်နေတဲ့သူကိုကွင်းမြင့်မှာလေ့ကျင့်ခဲ့တဲ့ formula တွေကိုကွင်းထဲမှာဘယ်လောက်ထိအသုံးချပြီးပြီလဲကိုကအသင်းတွေမှာဘောလုံးသွားလူရွေးတဲ့အခါမှာအခုပြောတဲ့အကြောင်းအရာနှစ်ခုကိုနားလည်ဖို့လိုလားဆိုရင်နားလည်ဖို့လိုအပ်ပါတယ်ဒါတွေကိုနားလည်မှသာဘောလုံးကန်တက်တယ်လို့ယူဆလို့ရမှာပါဒီလိုဗီဒီယိုတွေကကြည့်ရနည်းနည်းပြေးမှုကောင်းတယ်ဆိုပေမဲ့လာမိထားတဲ့သူတွေထဲမှာလည်းအသက်16 17ခြားတိတ်လေးလည်းအများကြီးပါတာမို့လို့ဒါကိုကြည့်ပြီးရဲ့နောက်ပိုင်းမှာအရင်ထက်ပိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကဘောလုံးကစားတာကိုကြိုက်တဲ့သူပဲမို့လို့ဘောလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေလုပ်တဲ့ခါကျရင် tutorial ဗီဒီယိုတွေလုပ်တာပဲများပါတယ်ဒါကြောင့်မို့လို့ကိုကဘောလုံးတကယ်ကန်တက်ချင်တဲ့စိတ်ရှိတဲ့သူဆိုရင်ကျွန်တော်ဗီဒီယိုတွေအများကြီးတင်ထားပါတယ်အစင်လိုက်ဝင်ကြည့်လို့ရပါတယ်ဗီဒီယိုအဆုံးကြည့်ပြီးအတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်